ဇလန်ရဲ့အပိုင်း6မှာတော့မူမီမတ်စကဲထောင်ထဲမှာနေရတဲ့ဘဝကိုပြထားပါတယ်။ထောင်ထဲမှာတော့မတ်စကဲဆိုပြီးနာမည်ကြီးပါတယ်။ထောင်ကသူတွေအကုန်လုံးက plastic surgery လုပ်တာနဲ့ပတ်သက်ပြီးမူမီမတ်စကဲကိုအားကိုးတကြီးနဲ့မေးကြပါတယ်။ဒီလိုနဲ့အန်ဝန်းစုဆိုတဲ့တယောက်ရောက်လာပြီးအကုန်လုံးညီကုတ်သွားကြပါတယ်။ဘာလို့လဲဆိုတော့အန်ဝန်းစုကနိုင်ငံရေးသမားတွေတထေးတွေနဲ့အဆက်အသွယ်ရှိလို့ထောင်မှာဘယင်မလို့ဖြစ်နေတာပါ။အန်ဝန်းစုကဖောက်ပြန်တဲ့ယောက်ျားနဲ့သူကြီးစားကိုလူခိုင်းပြီးနှစ်ယောက်လုံးကိုအပိုင်းပိုင်းခုတ်တက်ခဲ့လို့လူသက်ဖို့ခိုင်းစီမှုနဲ့ထောင်ချခဲ့တာပါ။အန်ဝန်းစုကမူမီမတ်စကဲကိုခေါ်ပြီးသူ့ယောက်ျားကိုဆွဲဆောင်ခဲ့တဲ့ကောင်မနဲ့တူရဲဆိုပြီးပါချပါတော့တယ်။မသေးချင်းငိုင်းမျက်စိရှိမပေါ်လာနဲ့လို့ချင်းချောက်ပါတယ်။ဒီလိုနဲ့ဖောက်ပြန်မှုနဲ့ထောင်ချနေတဲ့မိမတယောက်ကိုအန်ဝန်းစုက3ရက်အငတ်ထားပါတယ်။ဒါကိုမူမီမတ်စကဲကအိမ်မမအတွက်ထမင်းတွေထည့်ပေးနေရကိုအန်ဝန်းစုတွေ့သွားပြီးမူမီမတ်စကဲကိုဆုံးမဖို့ကောင်မ3ယောက်ကိုလွှတ်လိုက်ပါတယ်။ဒီလိုနဲ့မူမီမတ်စကဲကိုအနိုင်ကျင့်ဖို့လုပ်ကြပါတော့တယ်။ဒါမဲ့ဘယ်ရမလဲမူမီမတ်စကဲကသူတို့တစ်ခါဆိုရင်10ခါလောက်ပြန်စောပါတယ်။ဒီလိုနဲ့အန်ဝန်းစုရဲ့နောက်လိုက်တွေကိုထိလို့မူမီမတ်စကဲကရက်အနှဲငယ်တပ်ပိတ်ခန့်တဲ့ပိတ်ခံလိုက်ရပါတယ်။လွတ်လာတော့မူမီမတ်စကဲရဲ့အခန်းပေါ်ကငြိမ်နေပြီးသူတို့ကိုရန်မစားနဲ့လို့ပြောပါတယ်။ဒါမဲ့လည်းမူမီမတ်စကဲကနောက်နှစ်အကောင်မတွေကိုသွားစော်ပါတယ်။ဒီလိုနဲ့ထပ်ပြီးတပ်ပိတ်ခန့်တဲ့15ရက်နေရပါတယ်။လွတ်လာတော့လည်းတစ်ခါသွားပြန်စော်ပါတယ်။ထပ်ပြီးတပ်ပိတ်ခန့်တဲ့ရောက်သွားပြန်ပါတယ်။ပြန်လွတ်လာလဲထက်စော်တယ်ထပ်ပိတ်ခံရပါတယ်ဒီလိုနဲ့တိုက်ပိတ်ခန်းတွေကမူမီမတ်စကဲလွတ်လာတာကိုအန်ဝန်းစုနောက်လိုက်တွေတွေ့တော့ကြောက်ပြီးထွက်ပြေးကြပါတော့တယ်မူမီမတ်စကဲကနောက်ကနေမရမကလိုက်ပါတယ်နောက်ဆုံးတော့တယောက်ကိုမိသွားပြီးမူမီမတ်စကဲစော်ဖို့လုပ်ချိန်အန်ဝန်းစုရောက်လာပြီးငါတို့မှနောက်ချက်ပဲနေမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့မူမီမတ်စကဲမစော်တော့ပဲထွက်သွားပါတယ်ဒီလိုနဲ့ပဲနေသွားရင်2012မှာမူမီမတ်စကဲထောင်ကြတာ2023ရောက်သွားပါပြီအကျဉ်းမှုအသစ်ရောက်လာလို့ထောင်သားတွေအကုန်လုံးကိုစုဝေးခန်းနဲ့လာဖို့ပြောပါတယ်အကျဉ်းမှုကအရင်အကျဉ်းမှုနဲ့မတူပဲထောင်သားတွေကိုတရားတွေချပါတယ်။ထောင်သားတွေကအဖက်တောင်မလုပ်ပါဘူး။အသက်ရောက်လာတဲ့ထောင်သားတယောက်ကအမိုက်လုံကောင်းတွေကိုတပ်ပစ်ခဲ့တဲ့မတ်စကဲဆိုပြီးမူမီမတ်စကဲကိုလေးစားအားကြနေတာပါ။ဒီလိုနဲ့မူမီမတ်စကဲစီပထမအောင်ဆုံးစာအိတ်တစ်ဆောင်ရောက်လာပါတယ်။စာအိတ်ထဲမှာမူမီမတ်စကဲနဲ့သူသမီးမီမိုနဲ့ကိုအကြမ်းဖက်တာကမျိုးလိုက်တာလားဆိုပြီးပြောထားတဲ့သတင်းစာတစ်ခုပါပါတယ်။နောက်ပြီးကိုသားသမီးဒုက္ခရောက်နေရတဲ့ခန်းစားချက်ကိုနေလဲခန်းစားကြည့်လိုက်ဆိုပြီးစာထဲမှာချင်းချောက်ထားပါသေးတယ်။ဒီစာကိုမူမီမတ်စကဲတွေ့သွားပြီးသူ့သမီးအတွက်ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။ဆက်ရှုပ်နေတဲ့အချိန်ထွက်ပြေးလို့ရအောင်အဝိစာတွေကိုပေါင်းချုပ်ပါတော့တယ်။နောက်တော့တွိုင်းလက်အပြင်မှာချုပ်ထားတဲ့အဝိစာတွေကိုထားလိုက်ပါတော့တယ်။ဒီလိုနဲ့အပင်ဆိုင်နေကြတဲ့အချိန်မျိုးစစ်နန်းနေလို့ပြောပြီးဂိုထောင်ထဲသွားယူမယ်ဆိုပြီးချုပ်ထားတဲ့အဝိစာတွေနဲ့ကိုထွက်ဖို့လုပ်ပါတော့တယ်။ဒါမဲ့လည်းအဝိစာပြတ်ကျသွားပြီးမိသွားပါတော့တယ်။အချင်းမှုကမူမီမတ်စကဲကိုတမချန်းစာအုပ်ပေးပြီးတိုက်ပိတ်ခန်းထဲမှာတလားလောက်ချုပ်ထားလိုက်ပါတယ်။တလားပြည့်တော့မူမီမတ်စကဲကိုအချင်းမှုသွားကြည့်ရဲ့ချိန်မူမီမတ်စကဲကကျန်းစာအုပ်နဲ့ဆူတောင်းနေပါတယ်ဒီလိုနဲ့မူမီမတ်စကဲတလားပြည့်သွားလို့တိုက်ပိတ်ခန်းကနေထွက်လာပြီးမူမီမတ်စကဲအရင်ကနဲ့မတူတော့ပါဘူးတရားကျသွားပြီးသူ့ကိုယ်သူဖျားသခင်ရဲ့သမီးတော်ဆိုပြီးပြောနေပါတယ်နောက်တော့အန်အိုးဆိုးတယောက်သူ့သမီးကြောက်ကအစားထိုးဖို့လိုနေပေမဲ့သူ့ကြောက်ကကိုပေးလို့လည်းမရလို့ငိုနေပါတယ်ဒါကိုမူမီမတ်စကဲတွေ့သွားပြီးလှူလို့ရရင်သူ့လူမယ်လို့ပြောပါတယ်အန်အိုးဆိုးလည်းအန်အိုးသွားပါတော့တယ်မူမီမတ်စကဲနဲ့သွေးမျိုးစားတူနေလို့အန်အိုးဆိုးပြောသွားပါတော့တယ်အန်ဝန်းစုလည်းမူမီမတ်စကဲကိုကျေးဇူးတွေတင်နေပါတယ်ဒီလိုနဲ့တမချန်းစာလိလာဖို့အပြင်ကနေလုံအားပေးတွေရောက်လာပါတော့တယ်အဲထဲမှာအိုနန်ရဲ့အမေပါလာပါတယ်အိုနန်ရဲ့အမေကသူ့ကိုယ်သူမိတ်ဆက်ပြီးသူ့စာကိုဖတ်ဖြစ်ရက်လားလို့မေးတော့မူမီမတ်စကဲအထိတ်တလန့်ဖြစ်သွားပါတယ်တကယ်တော့နောက်ကျောင်းပြန်ရမယ်ဆိုရင်အိုနန်အမေကရေရဲကျသွားတော့ကမသေးပဲလွတ်လာခဲ့တာပါအိုနန်အမေလည်းဘဝသစ်စပြီးမူမီမတ်စကဲကိုပြန်ရှာဖို့မျက်နှာခွဲစိတ်ခဲ့ပါတယ်ဒါပေမဲ့သူကကြတမျိုးလေးသူများရေလိုလှလှလေးဖြစ်အောင်မျက်နှာခွဲစိတ်တာမဟုတ်ပဲအဖွားကြီးစတိုင်လုပ်လိုက်တာပါအရင်ဆုံးနေစရာအိမ်ရှာခဲ့ပြီးမူမီမတ်စကဲကိုတနိုင်ငံလုံးအနှံ့လိုက်ရှာပါတော့တယ်နောက်တော့မူမီမတ်စကဲထောင်ကျသွားတာတည်သွားပါတော့တယ်အိုနန်အမေတယောက်မူမီမတ်စကဲအမေအိမ်ကိုချောင်းရင်းနဲ့မူမီမတ်စကဲရဲ့သမီးကိုတွေ့သွားပါတော့တယ်ဒီလိုနဲ့အိုနန်အမေလက်စားချေဖို့လုပ်ပါတော့တယ်မူမီမတ်စကဲသမီးမီမိုကျောင်းသားမှာတော့ပူကီရောင်းပြီးမီမိုနာချင်းကပ်ပါတော့တယ်ကျောင်းသားမိဘတွေကိုလည်းကျောင်းမှာမတ်စကဲရဲ့သမီးတက်နေတယ်ဆိုပြီးနာမည်ကဂေမီမိုဆိုပြီးနာမည်ကအစသတင်းပြန့်အောင်ပြောလိုက်ပါတော့တယ်မီမိုကိုလည်းအိုနန်မေကအနိုင်ကျင့်တဲ့သူတွေကိုပြင်းပြင်းထန်ထန်စော်ပြရမယ်လို့ကလေးကိုအယုံသွင်းပါတယ်။ဒါကြောင့်မီမိုကသူ့ကိုအနိုင်ကျင့်တဲ့သူတွေကိုရှင်းအောင်မကြည့်အတကုံစော်ပါတော့တယ်။နောက်တော့အိုနန်မေကသတင်းစာတိုက်ကိုဖုံးဆက်ပြီးမူမီမတ်စကဲရဲ့သမီးအကြောင်းဆိုပြီးသတင်းပေးလိုက်ပါတယ်။ဒါကြောင့်သတင်းစာမှာမူမီမတ်စကဲနဲ့မူမီမတ်စကဲရဲ့သမီးမီမိုနဲ့အကြမ်းဖက်တာမျိုးလိုက်တာလားဘာညာဆိုတဲ့သတင်းထွက်လာဖြစ်ပါတယ်။တကယ်တော့မီမိုရဲ့တငယ်ချင်းရေချုံကသူနဲ့မတည့်တဲ့ကောင်မနဲ့ရက်ဖြည့်တုန်းကလည်းသူကမီမိုအကြောင်းပြောဖြစ်ခဲ့ပါဘူး။အိုနန်မေကသာအဲကောင်မကိုမီမိုကမတ်စကဲရဲ့သမီးဆိုတာပြောလိုက်တာပါ။ဒါကြောင့်မီမိုကသူ့တငယ်ချင်းရေချုံကိုသတင်းဖြတ်လိုက်တယ်ဆိုပြီးအထင်လွဲသွားတာပါ။တကယ်တော့နောက်ွယ်မှာသတင်းဖြတ်နေတာကအိုနန်မေပါပဲ။ဒါပေမဲ့မီမိုကဘာမှမသိချပါဘူး
တော့ဘူကီအဖွားဆိုပြီးအိုနန်မေကိုသွားရှာခဲ့ပါတယ်ဒီလိုနဲ့နောက်ကျောင်းပြန်ပြတာပြီးသွားပြီးအခုလက်ရှိချိန်ပြန်ရောက်သွားပါပြီထောင်ထဲမှာအိုနန်မေကမူဝီမတ်စကဲကိုကိုခက်လေးပျောက်ကွယ်သွားတဲ့ခန်းစားချက်ကိုနေလဲခန်းစားစေရမယ်ဆိုပြီးချင်းချောက်ရင်းအပိုင်း6လဲပြီးသွားပါတော့တယ်ဒီလိုနဲ့မူဝီမတ်စကဲလဲဘာရွေဆက်လုပ်အောင်ပါလဲအိုနန်မေလဲဘလို့လက်စားချေအောင်မလဲဆိုတာအပိုင်းတွေမှာကြည့်ရှုဖို့အတွက် like and subscribe လေးလုပ်ပေးပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်